အားလုံးပဲမင်္ဂလာပါဗျ။ဒီကနေ့ဒီရှင်နေနဲ့ကြိုဆိုလိုက်ပါတယ်။ကဲကြည့်အောင်ဗျ။6နောက်ပိတ်နော်။ဒီနဲ့6နောက်ပိတ်ပြီး9နောက်ပိတ်တယ်။ဒီနဲ့9နောက်ပိတ်ပြီး4နောက်ပိတ်တယ်။နော်။ဒီနဲ့4နောက်ပိတ်ပြီး3နောက်ပိတ်တယ်။6 5 4 3ပြီးခဲ့ဘက်ကလည်းကျွန်တော်နောက်ပေါင်းခွန်းဆိုပြီးဒီ site ကနေဒီ site ပြရတယ်ပေါ့ဗျာနော်အဲ့ဒီ3ညရယ်အဲ့ဒီ9ရယ်6ရယ်ကိုတေးဆိုပြီးနော်အဲ့ဒီ6ရယ်ခွန်းရယ်8ရယ်ကိုတေးဆိုပြီးအဲ့ဒီ4ရယ်9ရယ်8ရယ်ကိုတေးဆိုပြီးအဲ့ဒီ4ရယ်9ရယ်2ရယ်တေးဆိုပြီးထုတ်လိုက်တော့ပြီးခဲ့ဘက်ကဒီ site က7နဲ့5ဆိုပြီးထုတ်ချတယ်လိုက်တာနော်နှလုံးပဲတူသွားတယ်နော်7နဲ့5ဆိုပြီးထုတ်ထားတယ်ရှိရအဲ့မှာတင်းထားတာလည်းရှိရနော်ဒီဆိုင်နဲ့ကဲဒီဘက်တော့သူကဘယ်လိုလာလဲဆိုတော့နော်ဘယ်လိုလာလဲဆိုတော့ကြအဲ့ဒီ2နောက်ပိတ်လို့နော်သူ့အောက်က2နောက်ပိတ်နော်6အောက်က2နောက်ပိတ်အဲ့ဒီ2နောက်ပိတ်ကအဲ့ဒီခြေနှလုံးပေါင်းကြီးကိုနှစ်လို့ပြန်ပြီနှစ်လို့ပြန်ပြီနော်အဲ့ဒီမှာ2နောက်ပိတ်တယ်နော်အဲ့ဒီ2နောက်ပိတ်လို့အဲ့ဒီ6ထိပ်စီရ6ထိပ်စီရနှစ်လို့ပြန်ပြီနော်၄နောက်ပိတ်ရအောင်ပါ1လို့နောက်ပိတ်နော်အဲ့လို1လို့နောက်ပိတ်လို့အဲ့ဒီ3ညရ1က1လို့ပဲပြန်ပြီးထိပ်စီကိုပြန်ထည့်1ထိပ်နော်အဲ့ဒီမှာ3လို့နောက်ပိတ်တယ်နော်အဲ့လို3လို့နောက်ပိတ်လို့အဲ့ဒီ8ရအဲ့ဒီမှာ9ထိပ်စီထည့်မှာ3လို့ဖြစ်မယ်နော်9ထိပ်နော်အဲ့လိုရိုက်ပြီးသူကပြီးခဲ့ဘက်ကဒီ3ညလည်း9လည်း6ပိတ်ကြော1လို့တွင်တယ်ဒီလို1တွေတွင်ခဲ့တယ်နော်အဲ့အလဲတိုင်းနဲ့ပဲအခုလည်းပဲဒီအလဲတိုင်းနဲ့အဲ့ဒီခွာပေါင်းနဲ့ကို1ရနဲ့ခက်8နဲ့ပြန်ရိုက်ထားတယ်ဗျာနော်အဲ့ခွာပေါင်းနဲ့ကို1ရနဲ့ခက်6လဲတိုင်းနဲ့ခွာပေါင်းနဲ့ကို8လို့ပြန်ရိုက်တာအဲ့ဒီ6လဲတိုင်းနဲ့အဲ့ဒီခွာပေါင်းနဲ့ကို8လို့ပြန်ရိုက်တာလေဗျာအဲ့ဒီနေ့လယ်နဲ့1ထိပ်စီနဲ့9နောက်ပိတ်နဲ့ခွာပေါင်း6နဲ့နေ့လယ်နဲ့ခွာပေါင်း6နဲ့8လို့ပြန်ရိုက်ထားတယ်ဗျာနေ့လယ်နဲ့ခွာပေါင်း6နဲ့8လို့ပြန်ရိုက်ထားတယ်အဲ့ဒီမှာ
6လေကွာပေါင်းချင်း1လို့ဖြစ်နေကွာပေါင်းချင်း8လို့ဖြစ်ဖို့ဆိုရင်ခွန်နောက်ပိတ်မှကွာပေါင်းချင်း8မှာနော်ခွန်နောက်ပိတ်မှကွာပေါင်းချင်း8လို့ဖြစ်မှာနော်အဲ့လိုထဲအဲ့လိုလာပြီးတော့သူကအဲ့ဒါဟိုမှာအဲ့ဒီ6ထိပ်စီးရ6ထိပ်စီးရအဲ့ဒီ3ထိပ်စီးရ9လို့ရိုက်တယ်နော်အဲ့လို9လို့ရိုက်လို့မလို့ငါအဲ့ဒီ6က9ရဲ့4ရော9လို့ပြန်တယ်အဲ့ဒီ6က9ရဲ့4ရော9လို့ပြန်တယ်နော်အဲ့ဒီ9ထိပ်ရ6ထိပ်ရအဲ့ဒီ9ထိပ်ရ4လို့ရိုက်တယ်နော်4လို့ရိုက်လို့မလို့အဲ့ဒီရှင်းနောက်ဘက်ကခွန်လေတိုင်း9လေတိုင်း4လို့ပြန်ရိုက်တယ်9ဆောက်9 4လို့ရိုက်လို့မဟုတ်8ခွန်9 4လို့ပြန်ရိုက်တယ်နော်အဲ့ဒီ2ထိပ်စီးရ1ထိပ်စီးရအဲ့ဒီ8ထိပ်စီးရ1လို့ရိုက်တယ်နော်1လို့ရိုက်လို့မလားအဲ့ဒီရှင်းနောက်ဘက်က9နောက်ဘက်က4လေတိုင်း1လို့ပြန်ရိုက်တယ်အဲ့ဒီ8ထိပ်စီးရ9ထိပ်စီးရ2ထိပ်စီးရ9လို့ရိုက်တယ်နော်9လို့ရိုက်တော့ကျွန်တော်က9လို့ထည့်ရမှာဆိုတော့ဒီမှာ2က9ရခွန်လို့ရှိနေ9လို့ဖြစ်ဖို့ဆိုရင်ကျွန်တော်က8အလဲတိုင်းထည့်ရ8လေတိုင်းထည့်မှာ9လို့ဖြစ်မှာ8ခွန်ပူရဲနော်8ခွန်အားလုံးမကောင်းကြပါလို့ဗျာစကားကြီးလည်းလုပ်ပေးကြပါအောင်နော်အားလုံးပဲလူရဆန္ဒတစ်လုံးလိုရပြည့်စုံကြပါလေရှက်စီကြီးလည်းပေါက်ကြပါလေဗျာ